Nên tầm cháu hai mỏ hiểm đi xin nên giả tế còn lâu cho bài hai alo mình là bà chiến phi này nè này ngày ya cha các bà ya má si cha re chiến lưu miu alo cha mà cho bà sĩ trong sản đạo biểu hiện thuộc con sẽ tạ lô bà re còn sẽ sĩ trình nhau chiến miu ta nè khán nào mà mấy quen biểu cha quen bề re si ke tawan sĩ tu alo thu chi du tin sĩ bà re còn sẽ sĩ trình nhau chiến miu ta nè khán nào mà chất lý chất biểu cha chiến bà re number 1ချင်းဆိုရင်ထာဝရဘုရားသခင်ကိုဥထိတ်ထားပါချင်းအမျိုးသားနှင့်သမိုင်းကိုကြည့်ရင်ချင်းမျိုးချစ်ကောင်းဆောင်တွေကချင်းအမျိုးသားညီညွတ်ရေးအဖွဲ့ညီလာခံတွေနဲ့ချင်းအမျိုးသားညီလာခံတွေပြုလုပ်ကြတဲ့အခါမှာယုံကြည်သူများဖြစ်သည့်အလျောက်ဘုရားသခင်ကိုကိုးစားပြီးဆုတောင်းခြင်းတွေနဲ့ပြုလုပ်ကျင်းပလျက်ရှိကြတာကိုမမေ့သင့်ပါဘူးချင်းမျိုးသားနေဟာယုံကြည်သူချင်းမျိုးချစ်ကောင်းဆောင်တွေရဲ့ဆုတောင်းခြင်းအပြင်အကောင်းထဲဖော်ဆောင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ချင်းတွေချင်းရေးရာချင်းအမျိုးသားရေးရာကိုရှေ့ဆက်ဆောင်ရွက်တဲ့အခါမှာဘုရားသခင်ကိုပရမဦးဆုံးထားပြီးဘုရားကိုမမေ့ပဲဘုရားသခင်ကိုအားကိုးပြီးရှေ့ဆက်ဖို့လိုပါတယ်။ကျွန်တော်တို့ချင်းတွေကဘုရားသခင်ကိုဥပိ္ပခာပြုရင်ဘုရားသခင်ကချင်းတွေကိုဥပိ္ပခာပြုမှာဖြစ်ပါတယ်ကျွန်တော်ချင်းတွေကဘုရားသခင်ကိုယုံကြည်တဲ့သူတွေဖြစ်တဲ့အတွက်ဘုရားသခင်ကိုယုံကြည်အားကိုးခြင်းအမြဲရှိဖို့လိုအပ်ပါတယ်ကျွန်တော်ချင်းတွေကဘုရားသခင်ကိုချီးမြှောက်ရင်ဘုရားသခင်ကကျွန်တော်ကိုချီးမြှောက်မှာဖြစ်ပါတယ်ချင်းတွေအားလုံးဘုရားသခင်ကိုဥထိတ်ထားကြပါစို့နံပါတ်2ချင်းဆိုရင်ချင်းပြေကိုချစ်ပါချင်းပြေကိုကာကွယ်ပါထိမ့်သိမ်းဆောင်ရှောက်ပါချင်းပြေကိုဘုရားသခင်ကချင်းတွေကိုအမွေအဖြစ်ပေးအပ်ထားပါတယ်ကျွန်တော်တို့ဘိုးဘွားတွေကချင်းပြေကိုချစ်ကြပြီးတာဝန်ကြီးပြွန်စွာကာကွယ်ထိမ့်သိမ်းဆောင်ရှောက်ခဲ့ကြပါတယ်ဘေးရန်အပေါင်းတို့ကိုတိုက်ခိုက်ခဲ့ကြပြီးသူတစ်ပါးလက်ထဲမရောက်အောင်အသက်သွေးချွေးတွေနဲ့ချင်းပြေကိုကာကွယ်ခဲ့ကြပါတယ်ချင်းအမျိုးသားဆောင်ရွက်ရေးဆောင်ရွက်ကြတဲ့အခါမှာလေကိုယ့်ပြည်ကိုယ့်မြေကိုယ့်နေရဒေသမြို့တွေမှာတွာလာပြီးလွတ်လပ်စွာဆောင်ရွက်ခဲ့ကြပါတယ်ကျွန်တော်ချင်းတွေကဖျားပေးတမိုင်းပေးအမွေအနှစ်ဖြစ်တဲ့ချင်းပြည်ကိုကာကွယ်ထိမ့်သိမ်းစောင့်ရှောက်ရမှာဖြစ်ပါတယ်ချင်းပြည်ကိုချင်းတွေကာကွယ်စောင့်ရှောက်ထိမ့်သိမ်းခြင်းမရှိရင်ဘယ်သူကမှစောင့်ရှောက်ထိမ့်သိမ်းပေးမှာမဟုတ်ပါဘူးချင်းပြည်ကိုကာကွယ်စောင့်ရှောက်ထိမ့်သိမ်းရမှာပထဝီနှင့်ဆိုင်တဲ့နေနမိတ်ကာကွယ်ထိမ့်သိမ်းခြင်းရင်းမြေတောတောင်တစ်ပင်ပန်းမှန်များထိမ့်သိမ်းခြင်းကျင်းငှက်တိရစ္ဆာန်များထိမ့်သိမ်းခြင်းဒွန်းထွက်ပစ္စည်းများထိမ့်သိမ်းခြင်းနှင့်ယဉ်ကျေးမှုများထိမ့်သိမ်းခြင်းတွေအားလုံးပါဝင်ပါတယ်ယခုအခါမှာကျွန်တော်တို့ချင်းတွေဟာချင်းပြည်ကိုထိမ့်သိမ်းရမည်အစားတာဝန်အများအပြားပြက်ကွက်လာတာကိုသတိချက်စရာလိုအပ်ပါတယ်တစ်ပင်ပန်းမှန်တွေထိမ့်သိမ်းဆောင်းရှောက်ရမည်အစားစီးမဲ့ကမ်းမဲ့ခုတ်ဖြတ်ခြင်းကြောင့်တောင်ကရုံးတွေဖြစ်လာပြီးရာသီဥတုတွေဖောက်ပြန်တဲ့အတွက်ချင်းလိုမျိုးတွေရဲ့ရေရှည်အသက်ရှင်တန်နေထိုင်ရေးကိုချိန်ချောက်လာပါတယ်ချင်းမှန်ရင်တစ်တပင်ခုတ်ရင်အစားထိုးစိုက်တဲ့သူဖြစ်ရမှာပါဂျင်းငှက်ဒရိတ်ဆန်တွေကိုစီးမဲ့ကမ်းမဲ့တပ်ဖြတ်ကြတဲ့အတွက်ဂျင်းငှက်ဒရိတ်ဆန်တွေမျိုးသုံးလူနီးပါးဖြစ်နေပါပြီချင်းလူမျိုးကိုစားပြုတဲ့အောက်ချင်းငှက်တွေလည်းမရှိတလောက်ဖြစ်နေတာဝမ်းနည်းစရာပါချင်းမှရင်ချင်းငှက်တိရစ္ဆာန်တွေကိုတန်ဖိုးထားပြီးထိမ့်သိမ်းရမှာပါတို့ချင်းတွေဖျားပေးတမိုင်းပေးအမွေအနှစ်ဖြစ်တဲ့ချင်းပြေကိုကာကွယ်ထိမ့်သိမ်းစောက်ရှောက်ကြပါစို့နံပါတ်3ချင်းဆိုရင်တစ္ဆာရှိပါစီးလုံးညီညွတ်ခြင်းကိုအမြဲရှိရှုပါ20ရာစုအစောပိုင်းချင်းမျိုးချစ်ပုဂ္ဂိုလ်တွေဟာချင်းအမျိုးသားရေးစိတ်ဓာတ်ကိုမြင့်တင်ပြီးချင်းတစ်မျိုးသားလုံးစီးလုံးညီညွတ်ခြင်းကိုလက်တွေ့အကောင်ထဲပေါ်ခဲ့ကြပါတယ်ချင်းမျိုးသားတွေဟာချင်းမျိုးချစ်ခေါင်းဆောင်တွေရဲ့မျိုးချစ်စိတ်ဓာတ်နဲ့စီးလုံးညီညွတ်ခြင်းတို့ရဲ့ပြအယုတ်တစ်ခုဖြစ်ပါတယ်ချင်းလူမျိုးနွယ်စုအားလုံးအမြဲတမ်းစီးလုံးညီညွတ်ခြင်းရှိဖို့လိုပါတယ်ဒီစီးလုံးချင်းကတစ်မျိုးတစားတီးဖြစ်ခြင်းမဟုတ်ပါဘူး
မတူကွဲပြားခြင်းတွေကစီးလုံးညီဝတ်ခြင်းဖြစ်ပါတယ်စီးလုံးညီညွတ်နိုင်ဖို့ရန်အတွက်ချင်းလူမျိုးနွယ်စုအကြားအချင်းချင်းတန်ဖိုးထားပြီးအတိအမှတ်ပြုဖို့တွေရှိဖို့လိုအပ်တယ်လို့နားလည်မှုခွင့်လွှတ်မှုတစ္ဆာရှိမှုရိုးသားမှုနဲ့ချစ်ချင်းမေတ္တာတွေထားရှိဖို့လိုအပ်ပါတယ်ဒီအရာတွေမတွေ့ရဘဲပြက်ကွက်နေရင်စီးလုံးညီညွတ်နိုင်ဖို့မျှော်လင့်ချက်မရှိပါဘူးချင်းဆိုရင်သူတစ်ပါးအပေါ်မှာအချင်းချင်းအကြားမှာတစ္ဆာရှိရပါမယ်ရိုးသားရပါမယ်ခွင့်လွှတ်တတ်တဲ့စိတ်ရှိရပါမယ်မေတ္တာထားရပါမယ်အချင်းချင်းရဲ့တန်ဖိုးကိုနားလေတန်ဖိုးထားရပါမယ်အတိအမှတ်ပြုရပါမယ်ဒုချင်းတွေစီးလုံးညီညွတ်ကြပါစို့နံပါတ်၄အရွယ်ရောက်တဲ့ချင်းလူငယ်တွေအိမ်ထောင်ပြုပြီးခလေးများများယူခြင်းအဖြစ်နောင်မျိုးဆက်သစ်ချင်းအမျိုးသားကောင်းတွေကိုမွေးထုတ်ပေးပါအိမ်ထောင်ပြုခြင်းကဖျားပေးတာဝန်ဖြစ်တယ်လို့လူမျိုးတစ်မျိုးခေတ်အဆက်ဆက်ရပ်တည်နိုင်ရဲ့အတွက်အရေးကြီးလာပါတယ်အရွယ်ရောက်တဲ့ချင်းလူငယ်တွေအိမ်ထောင်ပြုပြီးခလေးများများယူခြင်းကချင်းတွေရဲ့အနာဂတ်အတွက်တင်လုံးနိုင်တဲ့တန်ဖိုးမဖြစ်နိုင်တဲ့အရာဖြစ်ပါတယ်ကလေးမရှိတဲ့လူမျိုးဟာအနာဂတ်မဲ့တဲ့လူမျိုးဖြစ်ပါတယ်ယခုလက်ရှိချင်းလူဦးရေဟာ1.5 တန်းခန့်ပဲရှိပါတယ်ကျွန်တော်တို့ရဲ့ဘိုးဘေးမိဘတွေအိမ်ထောင်ပြုကြပြီးကလေး4-5-6ယောက်ယူကြပါတယ်ဒါပေမဲ့ချင်းလူဦးရေကအရန်ကိုနဲလှပါသေးတယ်ယခုခေတ်အရွယ်ရောက်တဲ့ချင်းလူငယ်တွေကအိမ်ထောင်ပြုနှုံနဲလာပြီးကလေးမွေးနှုံကြလာမယ်ဆိုရင်စစ်ပွဲတွေအချင်းချင်းတက်ဖြတ်မှုတွေနဲ့ဒေဆုံးမှုနှုံပိုမိုမြင့်မားနေရင်ချင်းတွေရဲ့အနာဂတ်ဟာမတွေ့ဝန်းစရာဖြစ်ပါတယ်အနာဂတ်ချင်းအရေးကိုတည်ပိုးဆောင်ရမယ့်ချင်းကလေးတွေမရှိတော့ဘူးဆိုရင်ချင်းအမျိုးသားတွေလည်းအယောင်မိမ့်လာမှာဖြစ်ပြီးတိမ်ကောသွားမှာသာဖြစ်ပါတယ်ဒါကြောင့်အရွယ်ရောက်တဲ့ချင်းလူငယ်တွေအိမ်ထောင်ပြုပြီးကလေးများများယူကြပါအိမ်ထောင်ပြုပြီးကလေးများများယူခြင်းကချင်းအမျိုးသားရေးကိုပင်တာဝန်ကြီးပြင်းစွာထမ်းဆောင်ခြင်းပါအရွယ်ရောက်တဲ့ချင်းလူငယ်တွေအိမ်ထောင်ပြုပြီးကလေးများများယူပြီးချင်းအမျိုးသားကောင်းများမွေးထုတ်ပေးကြပါ God bless the chin ကလုံးငွေဟုတ်ကဲ့ပါအထူးမိခွန်းပြောကြားပေးတော့ပါတော့ဆရာကိုအထူးပဲကျေးဇူးတင်ပါတယ်